rồi nha để lòng la bên này có sản phẩm chế mấy đèn chỉ trên đó bật lên mấy mà đây xí mà chú ý rồi lòng ở một hũ này ba về chế mà rồi ai chỉ anh ấy chú toàn lên mấy mấy tao chú lên bị chú chế em luôn chỉ là ngã đèn bên này vậy mà chơi vậy à chỉ là alo mi chỉ ngã đâu nên giờ xem chỉ chỉ đi toàn chỉ đi toàn lên mày chỉ đi toàn lên mày chỉ cái lý này anh chỉ mà bảo lâu mày ha nèဘာလဲလိုက်လို့ကျဲရသေးဘူးလေငါတော့မတော့မင်းမကျဲလိုက်ဆိုပြီးကျဲလိုက်ချဆိုချလိုက်လေဘာလို့ကျဲလိုက်လေမဟုတ်လေကိုကြီးကလည်းလှုပ်တဲ့ပုံစံနီးမကြလို့ဒါလှုပ်ပေးလိုက်တာဘာကျဲလားဝေးမလို့တဲ့ဝေးမလို့ရအောင်အဲ့ပြောတာဟိုရွှေလွှဲလိုက်တော့လွှဲလိုက်နေအမေတော့9တန်ရွယ်လဲပြီမရဘူးတဲ့မရှိဘူးတဲ့ထောင်တယ်မရှိရဲ့နေ့ပြန်မလုပ်တော့ဘူးဒီနေ့ကျဲပြီလဲမနေ့ပြန်ကြလို့ရှိရင်9000 1000တန်ဖွက်မယ်ပတ်စံရှာလိုက်အောင်မယ်ရ9000ငါကြောက်ရရောကြောက်9000ကျဲပြီလေထုတ်ပြီအသက်လည်း9000ထုတ်ပြီတော့တတိယူလာရောတတိယူလာ9000နဲ့ခေါင်းလေးပြန်ပြီးလာရောဒီ1000နဲ့နေပဲလေးလိုက်ရောကျူလေး6000ဘူးညာကြီးတော့မဟုတ်ဘူးရှိရတောက်ကတာကြေးပါမေအဲ့အရာတဲ့နေတာဘာလို့ကပြော9တန်ကျဲလိုက်မယ်ဒီအကျွေးပါကျွေးရရမှာကျဲမယ်ဘယ်လိုနော်ကျဲဦးကဒီတိုင်းပဲကျဲမှရအောင်ရော2500 3500 4500 5000ဗျာရပြီဗျာ6000လေးမြို့6000ပေးရတာမြေဒါရောတော့လူလေလာကြမနေ့ပြန်ကျဲဖို့မရှိဘူးကျဲလေအမေမနေ့ပြန်ညာဈေးသွားပြီးလေးလိုက်ပါလားဈေးသွားပြီးလေးလိုက်ပြီးနေတော့အေးဆေးပဲဆိုင်ထဲမှာပတ်စံဖွက်လိုက်ပြီကျဲမှာတော့မဟုတ်ဘူးနော်နေလူတွေကနဲ့များပါပြီ6000နာငါခုနကလည်း6000ခုနက6000အခုနကဘောမေးဟုတ်တယ်မိုးသက်ပါဒီနားလေးပဲသွားတာလားဘယ်ရဲတော့မသွားဘူးဘယ်တော့ယူอ่ะအနိမေကြီးဒီနားလေးပဲလမ်းပဲလျှောက်တာဒီနားလေးပြောက်အားမခက်ခဲဘူးနေရာလေးပြပြတာငါဖွက်ထားတာလေငါဖွက်ထားတော့တော့ဘာလို့ငါနေရာလေးပြပြမှာခဏကူမနဲ့လာတိုးနေခဏကူမအိတ်ကတောင်မရှိဘူးဘယ်ပေါ်မှာတော့မရှိဘူးရောဘာတွေ့ရဒီအဲ့ဒါဗီဒီယိုလိုက်ရိုက်နေတာရှားတဲ့လူတွေပဲဆေးပဲလीဘာမှမလုပ်ရပဲကွန်တက်တစ်ပုတ်ထွက်တာအေးဆေးပေါ့ဟုတ်လားအေးဆေးအာမလုံးနေနဲ့ဖကြမ်းတလိတ်ကောင်ဝင်ပြောပြမယ်ဖကြမ်းတလိတ်ကောင်ဝင်ပြောပြမယ်ဖကြမ်းတလိတ်ကောင်ဝင်ပြောပြမယ်ဟုတ်လားဘုံကောင်ထဲမှာငါပြေတယ်အသွားကြီးကမလာမချာနဲ့အကျဉ်းသက်မေးရောလက်အချင်းကမင်းမလည်းကျင်း
ဖကြံတလေးကောင်ပြောပြမယ်ဒါပဲ ဘိုးတဲ့ဘွားအဲ့ကြားလေးပဲတွေ့ရမှာကိုလည်းမေးလို့မကောင်း လူပြမယ်နော်အလွယ်ကူဆုံးနေရတာကောင်းဖတ်လိုက်နေရတယ်လွယ်နေရလိုက်တယ် အေးဒါပဲလွယ်ကူဆုံးနေရကိုလိုက်ရှာဘာလို့လဲဆိုတော့လဲဒီနားလေးမှာပဲဈေးပြန်လျှောက်လိုက်တာ နေဘာလို့လိုက်ဖို့ရနေစီရမယ်ညာဆိုငါလိုက်ကြဒီဒီဘုံလေးကို လှုပ်ပေးရတယ်အဲ့လို လိုက်ကြအေးရပါပြီဆောင်းတော့ ဘာရဝါဒုက္ခတွေလိုက်ကြ ရှိပဲဘာမှမလုပ်ရပဲကိုနဲ့တစ်ပုတ်ထွက်တယ် နေတော့တွေ့သွားလို့ရှင်ကနောက်တော့9000ခေါ်မှလိုက်ကြရှောင်းမောလို့လည်းကောင်းပြီနဲ့ရှာတော့ကိုမရဘူးမီးတော့ခွန်းတာသူကခုနကငါ့ကိုကြောအောင်မယ်ဆို ဘာခက်ခဲဖက်ချမ်းတလေးကိုပြောပြမယ်လို့ပြောပြီးသားလေ လွယ်ကူနေရလိုက်ကြနေတာ ဒီမှာလွယ်ကူတယ်ဒီမှာတီရှူးထဲမှာလား ဟိုကဘန်းလည်းမမောက်ဒီနားလေးပဲဟိုကဘန်းလည်းမမောက် ဖက်ချမ်းတလေးကိုပြောပြမယ် မကျန်းတဲ့ကောင်တောက်ပဲဒါ ရှာကုန်ပြီငါကွာပါရှာကုန်ပြီလောက်ကြအောင်အဲ့ဒါပဲတက်လားဖြည်းဖြည်းနဲ့လူတော့ကျေသွားကလေးပဲကြံတော့ လောက်ကဟာကြီးနေဘလို့ခိုင်းမှာ ဒီလေတို့ဘာပြရငါပါချောင်းဆို ငါစီကိုခဏ တော့ really ဖကြမ်းတလိတ်ကောင်ပြောပြမယ် နင်ပြောရင်လူကများနေပြီလေ များနေလေရတဲ့လူရပါကျွန်တော် hit ပဲပေးမှာတဲလွန်သားလေးပဲပေးမှာကိုယ့်ကိုလိုက်ရှာပေါ့ဒါပဲရှိရဟမ်ပြောသေးလေငါဖကြမ်းတလိတ်ကောင်ပြောပြမယ်လို့ပြောပြီလားငါဖကြမ်းတလိတ်ကောင်ပြောပြမယ်လို့ပြောပြီလား နင်ဖကြတဲ့ကောင် ဖကြမ်းတလိတ်ကောင်ဆောင်လေရှာ ငါဒီနေ့ငါကိုကုန်းနာမှာငါဘာမှမလုပ်ပါ ဒါပဲတွေ့မြမလေး ဟာမီးတဲ့နာဟိုမှာလာကုန်မချောင်းနေဟောရရဘိုးတက်လောက်တာငါသမီးနဲ့ကလည်းလောက်ထတာကြာနေရပဲ ရှိပဲ လာပြန်မယ် ဘာမလုပ်ရကိုနဲ့မဟုတ်တော့တယ်အေးလေးပဲကလေးတွေကိုအလုပ်ပြီးခဲ့ပြီဟိုကနေလှုပ်ချရှိရတော့လှုပ်လိုက်မယ်အေးစီဒီကကလေးတွေလွယ်အောင်ပဲဖွက်ထားတာပေါ့နော်ဒါပေမဲ့လူကြီးတွေရှာနေတော့ဘာမှမပြောတော့ကလေးတွေပဲရှိရတဲ့ချိန်တာပါနေပညာဟင်းလေးပြီးပြလိုက်ဒါပဲရှိဒီပတ်စံနေပြီမဲ့အခုခေတ်မှာဒီလောက်ဆိုကလေးတော်တော်မူစားလို့ရတယ်9000 1000ဆိုတော့မဟုတ်ဘူးအိတ်လိုက်ကြီးရခုခေတ်ကြကိုချတော့လို့1000 2000ဆိုတော့အိတ်လိုက်ကြီးရနော်ဘယ်ဦးရှာနေရလေဟာအခက်ခဲနည်းနည်းတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟာ အရှိဘူးမဖွက်ထားဘူးကြာနေ အာဒီကောင်ငါလည်းဗီဒီယိုရိုက်ကုန်ပါ ဒီလိုတော့ရိုက်ကုန်မှာ 9000နဲ့ဗီဒီယိုရိုက်အဲ့ဒီဒါပဲလေကိုရအောင် ဟာငါတွေ့သွားပြီငါတွေ့သွားပြီ 9000နဲ့ကိုနဲ့လွယ်ကိုငါလည်းတည်းဟာကျဲဖို့ထားရတာဘာကြီးလာပြောနေ ဟုတ်ပေးရ ဆောက်ပြလို့ရတယ် ပေးလို့ရအေးပေးလို့ရ နမနဲ့ပေးဖို့ 3000လောက်ပဲ အိတ်ရှင်နေပြီလားအိတ်ပါတော့အိတ်ရှင်နေ အဆန်ရှာနေနဲ့အိတ်ချင်နေတာ အားရောက်ပြီလား တွေ့ပဲတိုင်နာတယ်ဒီမှာ1000နဲ့ ဟုတ်မစောရသေးတယ်မဟုတ်တယ်မင်းမစောရသေးတယ်ပါ တွဲမသွားဘူး ဟာတကောင်စောရသေးတယ်ပါ ညာရေးကောင်ဆောက်သွားကျိုး လူရှင်းပြီလားကလေးပဲရှိရောလားဟုတ်လားလူရှင်းပြီဆိုရင်ပြပြမယ်ပတ်စံမှန်တကယ်ရလေဖွက်ထားမှာကိုကြီးကျဲပေးမှာဘာမှတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရှိတဲ့လောက်လေးလူလေးလောက်တာပေါ့ကလေးတွေလည်းကြော်ပါစေဆိုပြီးတော့ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့